တပည့်ရွာလေးအနေရှုသိန်း30ဝင်လာပြီဟိုကဘောက်ချတစ်ချက်တောင်းတယ်တပည့်ရဲ့အဲ့ဒါအနေပြန်ကောင်းပြီပါအဲ့ပို့ပေးလိုက်အဲ့မှာ KP 30ပါနှုတ်လိုက်နော်ဘောက်ချထဲမှာအနေရှိမှဝင်လာပြီသက်ဆန်နော်